ဘာနေပြူးမှာ Real Madrid ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံး Arsenal ကစားသမား9ယောက်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူကနေကြိုဆိုပါရစေချန်ပီယံလိဒုတိယကျော်စပိန်မှာတွားရောက်ကစားခဲ့ရပေမဲ့ Real Madrid လို့အသင်းမျိုး 2-1 နဲ့အနိုင်ရအောင်ကစားခဲ့တဲ့ Arsenal အသင်းရဲ့ကျွန်တော်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးချယ်သုံးသပ်ဆွေးနွေးပေးသွားကြပါမယ်ဒီအကြိုက်9ယောက်ကကျွန်တော်ရဲ့အကြိုက်ရွေးချယ်မှု9ယောက်တတ်တာဖြစ်ပါတယ်အမြင်ချင်းတော့တူမှာမဟုတ်ပါဘူးဗီဒီယိုလေးတင်ဖို့တော့အနေငယ်နောက်ကျသွားပါတယ်ကျွန်တော်အခုမှနိုးလို့ပါအဲ့ဒီအတွက်ကြောင့်လဲ sorry ပါလို့ပြောချင်ပါတယ်အရှင်တို့အကြိုက်ကစားသမား9ယောက်ကိုမရွေးချယ်ခင်ဆွေးနွေးခြင်းတဲ့အကြောင်းလေးတစ်ခုရှိပါတယ်ဒီချိန်မှာ Arsenal ကဖလားလည်းမရသေးဘူး quarter final လေးကြော်ယုံနဲ့congratulation ဘာကြောင့်လုပ်တယ်လဲဆိုတော့အကြောင်းအရာလေးပါ Real Madrid လို့အသင်းမျိုးကိုအနိုင်ယူကြော်ဖြတ်တဲ့မြည်သည့်အသင်းကိုမဆိုကျွန်တော်တို့ congratulation လုပ်ရပါလေဘာကြောင့်တော့ဒီအသင်းဒီ champion ဖြစ်ဖို့အမြဲတမ်းလို့ရေပန်းစားတဲ့အသင်းတကယ်လဲကောင်းတယ်အဲ့လိုအသင်းမျိုးကိုအနိုင်ယူကြော်ဖြတ်ပြီးဆိုရင်မြည်သည့်အသင်းကိုမဆိုကြောက်စရာမလိုတော့ဘူးတနည်းအားဖြင့် champion စုကိုတကယ်စိန်ခေါ်နိုင်စွမ်းရှိသွားပြီလို့ပြောနိုင်ပါတယ်တခေတ်တခါPatrick Evra ရဲ့ဒီ Chelsea ကိုပြောတဲ့စကားလေးနဲ့ကျွန်တော်ပြန်ပြီးတော့ comparison လုပ်ပြခြင်းအရင် Chelsea United ခေတ်ကောင်းတဲ့အချိန်ကာလမှာ Man United က Chelsea ကိုအနိုင်ရလိုက်ပြီဆိုရင်ကျွန်တော်တို့က Champion ဆုရဖို့အတွက်နီးစပ်နေပြီဆိုတဲ့သဘောမျိုးဆိုပြီး Evra ပြောခဲ့ပူပါတယ် Real Madrid ကို Champion League မှာအနိုင်ယူကျော်ဖြတ်တဲ့အသင်းတွေကလည်းထိုနည်းတူပါပဲအဲ့အတွက်ကြောင့် congratulation လုပ်တာပါ Arsenal မှမဟုတ်ဘူး Chelsea မှမဟုတ်ဘူး Juventus မှမဟုတ်ဘူးမြည်သည့်အသင်းဆိုဒီလို Real Madrid လို့ခန္ဓာကောင်းမွန်တဲ့အသင်းကိုအနိုင်ယူကျော်ဖြတ်ရင်တော့ကျွန်တော်တို့ congratulation လုပ်ရမှာပဲ Okay အဲ့ကျွန်တော်အကြိုက်ဆုံးနံပါတ်9နေရာမှာရှိတဲ့ကစားသမားကိုစပြီးတော့ရွေးချယ်ပေးကြပါရခင်ဗျ David Raya ပါအကြိုက်ချင်းတော့တူမှာမဟုတ်ဘူးဂိုးပေါက်တနေရာမှာဖမ်းတဲ့ဂိုးသမားဒီလိုပွဲမျိုးမှာဖိအားမများဘူးလို့တယ် David Raya တရားထိုင်လာတော့မပြောတတ်ဘူးဖိအားတော်တော် short ချနိုင်တဲ့ဂိုးသမားတယောက်လို့ဆိုရမှာပါပက်နတီကန်သွင်းယူမှုဖမ်းမှုတွေမှာတော့လိုအပ်ချက်ရှိပေမဲ့တမန်ဘောလုံးဖမ်းမှုတွေမှာအဝင်ထွက်ရဲတဲ့ဂိုးသမားတယောက်ဖြစ်တယ်လို့အမြင်ဆူးရှာတဲ့ဂိုးသမားတယောက်လည်းဖြစ်ပါတယ်ဒါအပြင်ပါးရည်နဲ့ရည်ရှိပြီးဘောလုံးမွက်တစ်ပွဲကိုဘာလို့တင်လဲဆိုတာအကောင်းဆုံးနားလေသဘောပေါက်တဲ့ဂိုးသမားတယောက်ဆိုလဲမမားပါဘူးတကယ်လို့ David Raya နေရာမှာအရင်တော့ဂိုးသမားတွေဆိုရင်ဒီဂိုးပေါက်တနေရာကိုစိုးရိမ်စိတ်ကြီးစွာနဲ့နောက်တန်းကစားသမားတွေကစောင့်ကြည့်ပြီးကစားနေရပါလိမ့်မယ်ထားပါတော့ Ramsdale လို့ဂိုးသမားမျိုးရှေ့မှာ Lino လို့ဂိုးသမားမျိုးအဲ့လောက်ထိအဆင်မပြေဘူး Raya ကတော့ပပနဲ့ပဲဒီဂိုးပေါက်တနေရာကိုအကောင်းဆုံးထိန်းချောင်းသွားခဲ့တာကိုကျွန်တော်တွေ့ရတယ်တချို့ကန်သွင်းချက်တွေကိုလည်းပုတ်ထုတ်ကာကွယ်သွားတဲ့ပုံစံမျိုးလေးတွေအချိန်ကိုဘောင်ထဲချင်းတွေကနေဆွဲပေးသွားတဲ့ပုံစံမျိုးလေးတွေရှိပါတယ်ဒါတောင်မှသူအဝါကတ်တကက်ပြခံလိုက်ရပါသေးတယ်အဲ့တော့ Raya လို့ပနဲ့ပေါ့နော် chef ဖြစ်တဲ့ဂိုးသမားမျိုးရှိတာ Arsenal အသင်းတို့ကအရန်ကိုအဖိုးတန်ပါတယ်အဲ့တော့ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်9နေရာမှာ David Raya ကိုရွေးပါတယ်ခင်ဗျကဲကျွန်တော်အကြိုက်ဆုံးနံပါတ်4နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲစဉ်မှာတွင်းကိုတကူတွင်းယူပေးသွားခဲ့တဲ့ Bukayo ပါအဲ့ဘူကာယိုကပန်နတီလွဲချော်မှုရှိပေမဲ့သူ့အသက်အရွယ်နဲ့ဗျာအနည်းနဲ့များတော့ရင်ကုန်စိတ်လှုပ်ရှားမှုရှိမှာပေါ့လေသူနဲ့ရှင်ပြိုင်နေရတဲ့ကစားသမားတွေကတကယ်ကောင်းတဲ့ကစားသမားတွေဒါအာလာဘဆိုရင်လည်းအခုမှသာကြာလာတယ်တခက်တခါတော့ဆိုဒါကပောက်မှာအကောင်းဆုံး left back တွေကတယောက်ပဲဒါမာဆယ်လိုနဲ့ဆိုတိတ်မတိမ်မြင်း level မျိုးမှာရှိတယ်ဘိုင်မီနစ်မှာလုံးဝလန်ထွက်နေရပဲအော်စတြီးယားရဲ့အကောင်းဆုံးထုတ်ကုန်မယ်နောက်သူနဲ့ပြောင်းပြန် site ပေါ့နော်ဗင်နီကစားတာပို့ပြီးတော့ဖိအားများမှာပဲအဲ့လိုအခြေအနေမျိုးမှာပန်နတီကိုသူကန်သွင်းယူရတယ်တကယ်တော့သူကပနန်ကာပုံစံမျိုးနဲ့ကန်တာဗျဒါပေမဲ့ကန်တဲ့အချိန်ကျမှဘာတွေးပြောင်းသွားလဲတော့မသိဘူးဒေါင်ညွတ်သွားကန်တဲ့ style တော့ဖြစ်သွားတယ်ပေါ့နော်ပီနန်ကာကန်လို့မရဘူးရတယ်ဒေါင်လဲကန်ကြတဲ့အလုံးမျိုးကြီးကျွန်တော်မြင်ရဘူးလေဒါပေမဲ့လည်းအဲ့လိုမျိုးကြီးအားပြင်းလာတဲ့ဆိုင်အပေါ်ကနေ white ပြီးကြတာပေါ့သူ့ရဲ့ဘောလုံးထိချက်အနေငယ်မှားသွားတဲ့အတွက်ကြောင့်အပေါ်တိတ်မထောင်မဲနဲ့တန်တန်ကြီးဖြစ်သွားတယ်ပေါ့ဗျာတိတ်ပြီးတော့ပါဝါလည်းမပါဘူး Cordoas အကောင်းဆုံးပုတ်သွားတယ်ထားပါဒီကိုကလွယ်ရင်ကျန်တဲ့ moments တွေမှာဘူကာယိုဆာကအကောင်းဆုံးတည်ငြိမ်အောင်ထိန်းချုပ်ပြီးကစားနိုင်ခဲ့တယ်လို့ပြောရမှာပါအဲ့အတွက်ကြောင့်အာလာဘာဒီပွဲအစမိနစ်တေမာတွေကဘူကာယိုကိုမမချာချာတုံ့ပြန်ကစားသွားခဲ့လို့အဝါကတ်တွေထိခဲ့တယ်နောက်ပိုင်းမှာတိတ်ပြီးတော့ကစားလို့မရတော့ဘူးသူအဝါကတ်ထက်ထိရင်အနီကတ်နဲ့ထွက်ရတော့အဲ့အတွက်ကြောင့်အာလာဘာဒီရှေ့ကိုတောက်လျှောက်မလိုက်နိုင်ခဲ့ဘူးပေါ့နော် Vinicius Junior တယောက်တည်း left wing မှာ individual skill တွေပြပြီးတော့ကစားသွားခဲ့ရတယ်အဲ့ဒီ left side တစ်လျှောက်လုံးကအာလာဘာဒီပျောက်သွားတယ်လို့ပဲပြောရမှာပေါ့သူဘူကာယိုဆာကာကိုပဲတောက်လျှောက်အာယုံစိုက်နေရတာပါဘောလုံးကွင်းမှာ17ယောက်လုံးကဆက်နေတာဗျတဦးတယောက်မှလိုတယ်ပူတယ်ဆိုတာမရှိပါဘူးအဲ့တော့ကြောင့်ဆာကာကတိုက်စစ်ပိုင်းမှာကစားနေရတယ်ဆိုရင်မဲ့တစ်ဖက်အသင်းတိုက်စစ်စင်မှုလုပ်လို့မရအောင်တနည်းအားဖြင့်အားနည်းသွားအောင်အာလာဘာကိုဖျက်တောက်နိုင်ခဲ့တယ်လို့ပဲပြောရမှာပါအဲ့တော့ကြောင့်ကျွန်တော်ဘူကာယိုဆာကာကိုတွင်းကိုတကူလည်းတွင်းပြီးသွားခဲ့တဲ့အတွက်အကြိုက်ဆုံးနံပါတ်4နေရာမှာရွေးချယ်ပေးပါတယ်ခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်3နေရာမှာရှိနေတဲ့ player တော့ပြီးခဲ့တဲ့ပထမအကြောင်းမှာ man of the match အဖြစ်ရွေးချယ်ခဲ့တဲ့ Thomas Partey ပေါ့ Partey ကတော့
အသင်းကထွက်ခံဒီမှာပရိသတ်တွေကိုဘယ်လိုပြောမလဲစိတ်မကောင်းစရာဖြစ်အောင်ခြေသွမ်းကောင်းတွေပြသနေတယ်လို့ပဲပြောရမှာပါဒီနေ့ပွဲစဉ်မှာလည်းပါတီကအငြိမ်ပါပဲပါတီ Rice အတွဲမြင်ခဲ့ရသလိုတခါလီကြရင်လည်းပါတီတယောက်တည်း deep နေရာမှာအကောင်းဆုံးtempo ထိန်းတယ်အသင်းရဲ့ဟန်ချက်ကိုညီအောင်ထိန်းပေးသွားခဲ့တာတွေ့ရတယ် CB ကစားသမားအဖြစ်လည်းဆာလီဘာတို့အုပ်စုနဲ့ဝင်တွဲပြီးတော့ကစားပေးရတဲ့ပုံစံမျိုးတွေ intercept လုပ်တဲ့ပုံစံမျိုးတွေကျွန်တော်မြင်ခဲ့ရပါတယ်ဒီ blind midfielder တယောက်ရဲ့talent ကတော့ကစားသမားတော်တော်များရဖို့ဆိုတာအဲ့လောက်ထိလွယ်ကူမနေဘူးပေါ့နော်ဒါတော့လည်းနီးပြတယောက်ကတီးဖို့လိုတယ် Rice ကအရင်တော့ deep line playmaker အဖြစ်ကစားခဲ့ဦးတယ်တော်တော်နောက်ပိုင်းမှာRice က aggressive ဖြစ်တယ်နည်းနည်းစာလောင်မှုပြင်းတော့သူ့ကိုရှေ့ကိုနည်းနည်းတင်ဆော့လိုက်တာမှန်သွားတယ်အဲ့နေရာမှာဆော့တဲ့ကစားသမားတွေကအရင် composure ဖြစ်မှရမှာပေါ့နော် Thomas Partey ကတော့ composure ဖြစ်ခဲ့တယ်ဒီပွဲလည်းတော့ငြိမ်နေရပါပဲဘာမှအပြစ်ပြောစရာမရှိခဲ့ဘူးအဲ့အတွက်ကြောင့်အကြိုက်ဆုံးနံပါတ်3နေရာမှာပါတီကိုရွေးပါတယ်ခင်ဗျကဲကျွန်တော်အကြိုက်ဆုံးနံပါတ်2နေရာမှာရှိနေတဲ့ player ကတော့ Martinelli ပါ Martinelli ကတော့ဒီနေ့မိနစ်တောက်လျှောက်ပေါ့နော် Arsenal အသင်းအတွက်အကောင်းဆုံးကြိုးစားကစားပေးသွားခဲ့တယ်လို့ပဲပြောရမှာပါ Brazil ဒါချင်းတူပေမဲ့ Martinelli တို့ Vini တို့က popular ဖြစ်တာချင်းမတူဘူးပေါ့နော်Vini ကြတော့ပို popular ဖြစ်တယ်တကယ်လဲပိုကျန်းတဲ့ကစားသမားအဲ့အတွက်ကြောင့်Martinelli အနေနဲ့ပွဲစားကလေးကပိုစူးစမ်းခြင်းတယ်ဆိုတဲ့စိတ်မျိုးကျွန်တော်မြင်ရတယ်သူကတော့စူးစမ်းမှုနဲ့အဓိကအားပြုပြီးကစားသွားခဲ့တယ် counter attack ဒီမှာ Martinelli လိုကစားသမားမျိုးရှိတာအရင်ကိုအရေးပါတယ်ဘူကာယိုဆာကာလည်းကောင်းတယ်ဆိုရင်ဆာကာကဒီနေ့ဖြုတ်ခံနေရတဲ့အခါကျတော့အနေငယ်နာနေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒဏ်ရာပြဿနာပြန်ကောင်းလာတာလည်းတိတ်မကြသေးတာလည်းပါမယ်ပေါ့နော်အဲ့တော့ Martinelli အနေနဲ့တစ်ဖက် right wing မှာကစားနေတဲ့ Vasquez ကိုအကောင်းဆုံးဖိအားပေးပြီးကစားသွားခဲ့တယ်လို့ပဲပြောရမှာပါသူတွင်းကိုပေးသွားတဲ့တွင်းကိုတကူကလည်းဘယ်လိုပြောမလဲဒါအရင်ရေးကြည့်တယ်ဗျာ 2-1 ဆိုတဲ့ရလက်ပုံပေါ်စေမဲ့တွင်းကိုအခွင့်အရေးတစ်ချိန်ရရင်ရတယ်လို့မိမိရအသုံးချပြီးသွားခဲ့တဲ့အတွက်ကျွန်တော်ကတော့လုံအားနှုံးတွေလည်းအပြည့်ကစားပေးသွားတယ်ဒီ 2-1 ဆိုတဲ့အနိုင်ရလက်ကိုလည်းပုံပေါ်အောင်ကစားပေးသွားတဲ့အတွက်အကြိုက်ဆုံးနံပါတ်2နေရာမှာရွေးပါတယ်ကျွန်တော်ကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player တနည်းအားဖြင့် man of the match အဖြစ်ရွေးချယ်ပေးခြင်းတဲ့ player ကတော့တိုက်စစ်မှုကြီး Mikel Merino ပဲဖြစ်ပါတယ်Merino ကြီးကတော့နောက်ဘောလုံးရသည်တိုက်စစ်မှုတောင်ခေါ်ဖို့လိုပါမလားဆိုပြီးကျွန်တော်တော့စပါသေးတယ်တကယ်တော့တိုက်စစ်မှုတော့ခေါ်ရမှာပေါ့နော်အဓိကပြောချင်တာဗျာတိုက်စစ်မှုမရှိတဲ့အချိန်သူက OAZ ပဲကနန်းအရေက OAZ ပဲMerino ဒါဒီလိုမျိုးမကစားနိုင်ဘူးဆိုရင်အာကြီးပြတ်တော့မှာတိုးတော့ Merino ကတိုက်စစ်မှုတယောက်တောင်မှပြန်ပြီးတော့create လုပ်ပေးနိုင်တဲ့တိုက်စစ်မှုတယောက်စတိုင်ကစားသွားတယ်ဒါကလည်းသူကွင်းလည်ကစားသမားဖြစ်တာပါမှာပေါ့နော်တိုက်စစ်မှုတယောက်တော့အဲ့လောက်ထိဘောလုံးလမ်းကြောင်းခင်းပေးတဲ့အပိုင်းတွေမှာအမြင်စူးရှတဲ့ပုံစံရှိချင်မှရှိလိမ့်မယ် assist နှလုံးတော့လုပ်သွားတာစာကာရဲ့ assist ဆိုလည်းသုံးတော့ကွက်တီပဲသူကနောက်ဆုံးဖန်တီးပေးတဲ့သူပဲဒီ Martinelli ရဲ့အလုံးဆိုလည်းသူပေးလိုက်တဲ့ through pass ကြီးက share ကြီးဒါတွေမကသေးဘူးအဲ့လိုခေါင်းတိုက်ဖို့အတွက်ချင်းချောက်မှုတွေအများကြီးလုပ်ခဲ့တဲ့အမြင်ပေါ်တွေကောင်းတယ် set piece တွေမှာ Merino ကိုအားကိုးလို့ရတယ် Arsenal အသင်းပထမတစ်ချိန်ရသွားတဲ့ဒီ penalty ဆိုရင် Merino ကြောင့်ရသွားတာပါအဲ့တော့ Merino ကဒီပွဲစဉ်မှာအကျိုးအပြုဆုံးပလေယာပဲ Merino ဒီတိုက်စစ်ပိုင်းမှာရှိနေတဲ့အတွက်ကြောင့် Real Madrid အသင်းကဖိကစားခြင်းတိုင်းလှုပ်ချင်တိုင်းလှုပ်လို့မရတာဒါတော့မှလှုပ်ချင်တိုင်းလှုပ်သွားတဲ့အခိုက်အတန့်တွေအများကြီးရှိရနော်ဘောလုံးကွင်းတစ်ကွင်းလုံးကဆက်နေပါတယ်ဘောလုံးစတင်လက်ခံရရှိတဲ့အချိန်ကိုသမားတိုက်စစ်မှုတယောက်နီးပါပေါ့နော်အမြင်ဆူးရှမှုရှိရင်တော့ပိုကောင်းတယ်တိုက်စစ်မှုကလည်းခံစစ်မှုတယောက်နီးပါဆွမ်းဆောင်ရေးပိုင်းကောင်းရင်ပိုပြီးတော့အဆင်ပြေပါတယ် Merino ကတော့အဲ့လိုဘောလုံးဆုံးရှုံးသွားတဲ့အချိန်ဒီမှာလည်းအသင်းတို့အများကြီးထောက်ကူပြုခဲ့တယ်လို့တကယ်လို့ကိုက counter attack situation မျိုးတွေမှာလည်းရှေ့မှာမမရှိနေတဲ့အတွက်အသင်းတို့တိတ်ပြီးတော့မျက်နှာငယ်စရာမလိုခဲ့ပါဘူးအဲ့တော့ကြောင့် Mikel Merino Man of the Match အဖြစ်ရွေးပေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာ